မင်္ဂလာပါရှင် Knowledge Box မြန်မာမှာကြိုဆိုပါရရှင်အောင်မြင်မှုစီတို့ဥတီစေမဲ့ကိုစီကန်းရှိအောင်ထိန်းချောင်းနည်းကိုပြောပြပေးသွားမှာပါကိုဘွားကိုလွတ်လပ်မှုနဲ့ဖိဆောင်အောင်ဘယ်လိုလုပ်မလဲဆိုတာလေ့လာကြည့်ရအောင်နံပါတ်1ချက်အနေနဲ့စီကန်းဆိုတာဒီနေ့မှာခန်းစားရမယ့်နာကျင်မှုကိုရွေးချယ်တာဖြစ်ပြီးနောက်ရက်တွေမှာပိုပြီးဆူရွားတဲ့ဝေဒနာတွေကိုမခံစားရအောင်လှုပ်ဆောင်တာပါပဲလူတော်တော်များများကဒီနေ့သက်သာရင်ပြီးတော့ဆိုတဲ့အတွေးနဲ့နေထိုင်ကြပါတယ်တကယ်တော့ဒါဟာအနာဂတ်အတွက်အကျွေးရီစီဥတီနေမှန်သူတို့မသိကြပါဘူး။စီကန်းဆိုတာဟာကိုအပလစ်ပေးတာမဟုတ်ပဲကိုရဲ့အနာဂတ်ကိုကာကွယ်ပေးနေတဲ့တန်ကြပ်ကာတစ်ခုလိုဖြစ်ပါတယ်။ဒီနေ့မှာနာကျင်မှုအနှဲငယ်ကိုရွေးချယ်တာဟာမနှက်ဖြန်မှာကြီးမားတဲ့နာကျင်မှုကိုမခံစားရအောင်ကာကွယ်ပေးပါတယ်။နံပါတ်2ချက်ကတော့ခဏတာပျော်ရွှင်မှုကိုမတ်မဟုတ်ပြီးတသက်တာလုံးရဲ့အနာဂတ်ကိုမခက်စီပါနဲ့။ပျော်ရွှင်မှုအစစ်အမှန်ဟာရှောက်လုပ်ချင်တာကိုလုပ်တာမဟုတ်ပဲကိုထိန်းချုပ်နိုင်မှရရှိနိုင်တဲ့အရာဖြစ်ပါတယ်။ Stoics ပညာရှိတွေကအလွတ်လပ်ဆုံးလူဆိုတာမိမိရဲ့ဆန္ဒတဏှာတွေကိုထိန်းချုပ်နိုင်သူလို့ဆိုထားပါတယ်။စီကန်းဆိုတာပိုကောင်းတဲ့ကိုယ့်ရဲ့အနာဂတ်ကိုပုံဖော်နေတာပဲဆိုတာကိုမမေ့ပါနဲ့။နံပါတ်3ချက်ကတော့ဘယ်သူမှအတိမမပြုတ်ရတော့ကိုယ့်ရဲ့စီကန်းကိုစက်ထိန်ပါ။လက်ခုပ်တန်းတွေဟာနေတိုင်းကြားရတာမဟုတ်ပါဘူး။စီကန်းဆိုတာဘယ်သူမှမသိတဲ့အချိန်မျိုးမှာတောင်လှုပ်တဲ့တာကိုဆက်ရှောင်လန်းနိုင်ဖို့အရေးကြီးပါနေ။အကျိတ်ကပညာရှိတွေဟာဘယ်သူမှမသိတဲ့နေရာတွေမှာနှစ်ပေါင်းများစွာရှုပ်ဝက်လေ့ကျင့်ခဲ့ကြလို့သာအောင်မြင်လာကြတာပါ။နံပါတ်4ချက်အနေနဲ့စီကန်းဆိုတာလောဘရဲ့ကြွယ်မထုဖို့ရှောင်ရှားခြင်းပါပဲ။လောဘဟာလူအများကိုလမ်းမရောက်စေတဲ့ထောင်ချောက်တစ်ခုဖြစ်လို့ရေတိုးအကျိုးအမြတ်တဲ့အနာဂတ်ကိုကြည့်ပြီးစီကန်းနဲ့ထိန်းချုပ်ရမှာပါ။နံပါတ်5ချက်အနေနဲ့စီကန်းဆိုတာ professional နဲ့အပြိုတန်းသမားတွေကိုပိုက်ချထားတဲ့မြင်တစ်ကြောင်းပါပဲစီကန်းမဲ့သူတွေကစိတ်ပါမှလုပ်မယ် professional တွေကတော့ခန်းစားချက်ထက်အလေးချင်းကိုပိုအလေးထားပြီးတာဝန်ကျေပိုအောင်ထမ်းဆောင်ကြပါတယ်အကျဉ်းချုပ်အနေနဲ့ပြောရရင်စီကန်းဆိုတာဟာတင့်ကိုလွတ်လပ်စေမဲ့တော့ချက်ပါပဲဒါဟာတင့်ဘဝကိုပြောင်းလဲပြနိုင်တဲ့လက်ဆောင်တစ်ခုဖြစ်ပြီးတင့်ကိုအောင်မြင်မှုစီပို့ဆောင်ပေးမဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေကိုအမြဲလေ့လာနိုင်ဖို့ Knowledge Box မြန်မာကို Like, Follow နဲ့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်